ဒါထိုးထိုးလီလီတော့အရက်တော့မှကြည့်တယ်လို့ညီရီအရက်မှကြည့်တယ်နီလို့ကိုပိုင်ညာနှုတ်ဖို့လိုတယ်နော်ဒါနပဲပြုတ်ပြုတ်တီလာပဲဆောက်တီဘာဝနာပဲပွားခရီးပဲထွက်နော်အဲ့ဒါကြီးခန်းနေတာနော်တို့မှာနော်အဲ့တော့တို့ဘာလို့လဲဒီကောသာရတော်ရတ္တိဒီကန္တန္တရယောတနာဒီကောတန္တရတရမအဝိဇာနတံဗမာလိုပြန်တော့အိပ်ပျော်နေတယ်တဲ့ဘာမှမလုပ်နိုင်ကုသိုလ်လည်းမရအကုသိုလ်လည်းမဖြစ်နော်ကုသိုလ်လည်းမရအကုသိုလ်လည်းမဖြစ်ဒီတော့အပြကတလို့ခေါ်တယ်အပြကတဆိုတာအိပ်ပျော်နေတာနော်အိပ်ပျော်နေတာအပြကတလို့ခေါ်တယ်အဲ့တော့အိပ်ပျော်နေလို့တို့မှနန္ဒရာကြီးပတ်ချလဲနေတာနော်နော်အိုးလိုက်နားလိုက်သေးလိုက်ဒီလိုဓမ္မလူဘဝတွေပြောတာနော်ကျန်တဲ့ဘဝတွေပြောမသေးဘူးနော်ဒီတော့ကိုလူဘဝရခဲ့တယ်ဘယ်လောက်ရခဲ့တယ်လဲဗြဟ္မပြည်ကအတ္တတဲ့လူပြည်ကအတ္တတဲ့အဖို့ဗြဟ္မပြည်ကနေချလိုက်ရင်အတွားချင်းထိဖို့လွယ်တယ်တဲ့လူဖြစ်ဖို့မလွယ်ဘူးတဲ့နော်လူနော်တို့မှာအဲ့ဒီလူဖြစ်အောင်ပြန်လူနေရတာလူအဲ့ဒီခုဒီလာမဓမ္မဒီမပညာမသိမလူနော်ငါကြော်လို့လူကြတော့လူဖြစ်နေပြီနော်လူဖြစ်နေလူဘုတ်တော့နော်သူကလူဖြစ်ဖို့ခရင်သွားပြီနော်အဲ့တော့လူဖြစ်ဖို့အရေးကြီးတယ်ဘုရားဘာတော်တာနမောတာလောကမီအတိလုံးလောဘောတာဟန်တော်ဒုလဘေတီယောကနေအတိတော်ပန်တဲ့မင်္ဂသိဖို့လိုတယ်နော်ဘာသိရမလဲနော်သိရမှာပါလေခန္ဓာနဲ့ဓာတုအာယတနနဲ့အာဘောဌာနဝတ္တမာနတန္တာရောဟိတဲ့ခန္ဓာတန္တရာမပြတ်လဲနေတာနော်တို့မဖြစ်ဘူးတဲ့ဘဝမရှိဘူးမရောက်ဘူးတဲ့ဘုံမရှိဘူးရောက်ဘူးတဲ့ဘုံကြီးတွေပဲအဲ့တော့လူဘဝလေးရလာတဲ့ခါမှာတို့မှအဲ့ပြောမနေနဲ့နော်အဲ့ပြောမနေနဲ့ဒါ